ဒါဆိုရင်တဲဆိုတဲ့စကားလုံးကိုဆရာမတို့ကရဲဆိုတဲ့စကားလုံးနဲ့စပြောတော့မယ်ဘာနဲ့စပြောမှလဲဒီရဲဆိုတဲ့စကားလုံးနဲ့ဆရာမစပြီးရှင်းပြတော့မယ်ရဲဆိုတဲ့စကားလုံးနဲ့စရှင်းပြတော့မယ်ဒီမှာကြည့်ငါရဲအကိုရဲဆိုတဲ့စကားလုံးကိုဆရာမတို့ကဘယ်လိုသုံးထားလဲဆိုဒီအပေါ်မှာဆရာမရေးပြမယ်ရဲဆိုတဲ့စကားလုံးကိုကြတော့တဲလို့ပြောမယ်နော်အခုဆရာမတို့တင်တဲ့ရဲတဲ့ဒါဟာဆိုတဲ့စကားလုံးကဘာနဲ့တူလဲဆိုတော့နော်ရဲတဲ့ဒါဟာဆိုတဲ့စကားလုံးကိုတဲလို့ပြောတယ်အဲ့တော့ဒီမှာဆရာမတို့ကငါ့ကိုဘယ်လိုတင်ထားလဲငါ့ကိုဝေါ်ရဲဆိုတော့ဘယ်လိုပြောမလဲတဲအကိုဘယ်လိုတင်ထားလဲဒီအောက်မှာကောအဲ့တော့ငါရဲအကိုဆိုတော့ဝေါ်တဲကောအဲ့လိုဖြစ်မယ်နော်နောက်တစ်ခါသူ့ရဲ့ပတ်စံသူဆိုတဲ့ဘယ်လိုပြောထားလဲဆရာမဒီမှာသူမကိုထားရဲဆိုတဲ့စကားလုံးကိုကြတော့တဲပတ်စံကိုခုနဆရာမတင်ထားတယ်ဘယ်လိုတင်ထားလဲပတ်စံကိုဒီမှာချန်ဟုတ်တယ်နော်ပတ်စံကိုချန်လို့တင်ထားတယ်အဲ့တော့သူ့ရဲ့ပတ်စံဆိုရင်ထားတဲ့ချန်အဲ့တော့ရဲတဲ့တာလေးကဘယ်ထဲမှာရှိနေမလဲဒီရဲလေးတွေကဘယ်မှာရှိနေမလဲရဲလေးတွေကအလယ်မှာရှိနေမယ်သူတို့မှဒီမှာလဲလူတယောက်ပဲဒီမှာလဲလူတယောက်ပဲဒီမှာလဲလူပဲเนาะအဲ့တော့သူဒီမှာတစ်လုံးနှလုံးသုံးလုံးတစ်လုံးနှလုံးသုံးလုံးတစ်လုံးနှလုံးသုံးလုံးရဲလေးတွေကဘယ်မှာရှိနေမလဲအဲ့ဆိုအလယ်လေးမှာရှိနေမယ်เนาะရဲလေးတွေကဘယ်မှာရှိနေမလဲစလုံးရဲ့အလယ်လေးမှာရှိနေမယ်အဲ့ဒါကိုသုံးလုံးတွဲလို့ခေါ်တယ်ဆရာမဒီမှာရဲလေးတွေအလယ်မှာရှိမယ်တွေ့လားဒီမှာနင့်ရဲ့တငယ်ချင်းဆိုနင်ကိုရရမယ်ဆရာမတို့ကနင်ကိုဘယ်လိုပြောလဲနီရဲဆိုတဲ့စကားလုံးကိုဘယ်လိုပြောမလဲတဲတငယ်ချင်းကိုကြတော့ဘယ်လိုသုံးထားလဲဒီမှာတငယ်ချင်းကိုဖောင်းယုံအဲ့ဆိုရင်နေ့ရက်တငယ်ချင်းဆိုရင်ဒီမှာတရုတ်လိုရေးကြည့်ရမယ်ငါတို့ရဲ့အကိုဒါလည်းအတူတူပဲဆရာမတို့ငါတို့နင်တို့သူတို့ဆိုတဲ့စကားလုံးကိုမတင်ထားဘူးလားဒီမှာငါတို့နင်တို့သူတို့ဆိုတဲ့စကားလုံးကိုတင်ထားတယ်နော်ငါတို့ကိုဘယ်လိုပြောမလဲဝေါ်မိန်ရဲ့ဆိုတဲ့စကားလုံးကိုဘယ်လိုပြောမလဲတဲအကိုဆိုတဲ့ဟာကိုဘယ်လိုပြောမလဲဆိုတော့ကောအဲ့တော့ဆရာမတို့ကငါတို့ရဲ့အကိုဆိုလဲငါတို့ဆိုတဲ့စကားလုံးကိုတွဲယူရမယ်ရဲဆိုတဲ့စကားလုံးတွဲယူရမယ်အကိုတွဲယူရမယ်နော်အရှိနောက်ထားစရာလိုလားမလိုဘူးနော်အရှိနောက်တွေထားစရာမလိုလွယ်လေးပဲငါတို့ဆိုငါတို့ရေးလိုက်ရုံပဲရဲဆိုတဲ့စကားလုံးထားခဲ့လို့မရဘူးဒီတဲဆိုတဲ့စကားလုံးသုံးရမှာအဲ့တော့နင်တို့ရဲ့မိဘဆိုလဲအတူတူပဲနင်တို့ဆိုတဲ့စကားလုံးပြောတတ်ရမယ်ရဲဆိုတဲ့စကားလုံးပြောရမယ်မိဘကိုလည်းပြောရမယ်သူတို့ရဲ့တငယ်ချင်းဆိုလဲအတူတူပဲသူတို့ဆိုတဲ့စကားလုံးပြောရမယ်ရဲဆိုတဲ့ဟာကိုပြောရမယ်တငယ်ချင်းကိုပြောရမယ်ဒါဆိုရင်ရဲဆိုတဲ့စကားလုံးကဘယ်မှာရှိလဲစလုံးလေးတွေကအလယ်မှာရှိတယ်တွေ့ရမလားဒီမှာတလုံးသူကအလေရဒီမှာတလုံးသူကအလေရဒီမှာတလုံးသူကအလေရဒီမှာဆိုလဲအတူတူပဲငါတို့ကတလုံးအကိုကတလုံးသူကအလေရနင်တို့ကတလုံးမိဘတလုံးသူကအလေရသူတို့ကတလုံးတငယ်ချင်းတလုံးသူကအလေရရဲဆိုတဲ့စကားလုံးကသုံးလုံးတွဲဒီမှာကြည့်နင်ပြောတဲ့တယောက်ဒါလည်းအတူတူပဲဆရာမတင်သွားတဲ့စကားလုံးတွေအကုန်လုံးတယောက်မကြံပြောရမှာနင်ဆိုတဲ့စကားလုံးကိုဆရာမမတင်ထားဘူးလားနင်ဆိုတဲ့စကားလုံးတင်ထားတယ်ပြောတယ်ဆိုတဲ့စကားလုံးကိုမတင်ထားဘူးလားပြောတယ်ဆိုတဲ့စကားလုံးကိုလည်းတင်ထားတယ်တဲ့ဆိုတဲ့စကားလုံးဒီမှာတဲ့ဆိုတဲ့ရဲပြီးတော့ဆရာမအခုနရဲဆိုတဲ့စကားလုံးတင်သွားတာအခုကတဲ့ဆိုတဲ့စကားလုံးတင်မှာတဲ့ဆိုတဲ့စကားလုံးကိုလည်းဘယ်လိုပြောမလဲတဲပဲအဲ့တော့နင်ပြောတဲ့နော်တယောက်ဆိုတဲ့စကားလုံးကို lesson 1မှာတင်ထားတယ်တယောက်ကိုဘယ်လိုပြောမလဲယီကနော်တယောက်ဆိုတဲ့အထိပ္ပယ်ယီကအဲ့တော့နေပြောတဲ့တယောက်ဆိုရင်နီစောတဲ့ဤကနော်ဆရာမပြောပြမယ်ဒီမှာကြည့်နေငါပြောတဲ့တယောက်ဆိုလဲအတူတူပဲဆရာမတင်ငါကိုလည်းတင်ထားတယ်ပြောတယ်ကိုလည်းတင်ထားတယ်တဲ့ဆိုတဲ့စကားလုံးကကြာတော့ဒါနဲ့သွားမှာနော်တယောက်ဆိုတဲ့စကားလုံးက lesson 1မှာတင်ထားပြီးသားနေရေးတဲ့စာအဲ့တော့တဲ့ဆိုတဲ့စကားလုံးတွေကဒီမှာနော်နေဆိုတဲ့စကားလုံးလည်းတင်ထားပြီးသားနီရေးတာကိုသွားရှာမယ်တဲ့ဆိုတဲ့စကားလုံးကိုရေးမယ်စာကိုရေးမယ်သူကြည့်တဲ့စာအုပ်ဆိုလဲအတူတူပဲသူ့ကိုလိုက်ရှာမယ်ကြည့်တာကိုသွားရှာမယ်တဲ့ဆိုတဲ့စကားလုံးရှာမယ်စာအုပ်ကိုရေးမယ်အဲ့တော့သူ့ရဲ့ပုံစံဒီပုံစံနောက်တစ်ခါဆရာမတို့ကတဲ့ဆိုတဲ့စကားလုံးသုံးပြီးပြီဆိုဒါဆိုတဲ့စကားလုံးသုံးမယ်ဒီမှာငါပြောတာငါဆိုတဲ့စကားလုံးသွားရှာမယ်ပြောတယ်ဆိုတဲ့စကားလုံးကိုသွားရှာမယ်ဒါကိုပြောမယ်နင်ကြည့်တာနင်ဆိုတဲ့စကားလုံးရှာမယ်ကြည့်တယ်ဆိုတဲ့စကားလုံးရှာမယ်ဒါကိုရေးမယ်သူတို့ရေးတာသူတို့ဆိုတဲ့စကားလုံးသွားရှာမယ်ရေးတယ်ဆိုတဲ့စကားလုံးရှာမယ်ဒါကိုရှာမယ်ဒါတွေကိုနော်အခုနတင်ထားတဲ့မီးနင်းတွေကရှာပြီးရေးမှာငါဟာဆိုလွယ်လေးပဲငါဆိုတဲ့အထိပ္ပယ်ကဝေါ်ဟာဆိုတဲ့အထိပ္ပယ်ဟာဒီမှာရဲဆိုတဲ့စကားလုံးလည်းတိကျတင်ပြီးသွားပြီဒီမှာရဲဆိုတဲ့စကားလုံးလေးတဲ့ဆိုတဲ့စကားလုံးလည်းတင်ပြီးသွားပြီဒီမှာတဲ့တွေဒါဆိုတဲ့စကားလုံးလည်းတင်ပြီးသွားပြီဒီမှာဒါတွေအခုကဟာဆိုတဲ့စကားလုံးသွားပြီငါဟာဆိုရင်လူနဲ့ဟာနဲ့ပေါင်းလိုက်ရုံပဲငါဆိုရင်ဝေါ်ဟာဆိုရင်တဲဝေါ်တဲနေဟာဆိုရင်နီတဲသူတို့ဟာဆိုရင်ထားမင်းတဲ့အဲ့တော့သူတို့ဆိုသူတို့နဲ့လာသွဲမယ်ရဲတဲ့ဒါဟာလွယ်လေးပဲနော်